သူမဟာမောလို့ရောက်တဲ့ပထမဆုံးနေ့မှာပဲအစောကြီးမုတ်ဒီကောင်ရောက်နေခဲ့ပါတယ်။သူမရဲ့ယောက်ျားဟာကွန်ပျူတာပြင်ပြီးတော့တာမန်မိသားစုကြီးပါ။သူမရဲ့ယောက်ျားဟာအိုဟောင်းနေပြီဖြစ်တဲ့ဝိချော်ချက်ကိုအသေးလဲဖို့ရန်အတွက်အရှိုးကြီးမှပါတဲ့ကဆန်းလေးတွေကိုမကြခဏကန်ဆန်းနေရှိပါတယ်။ဒါကိုသူမိမပြန်လာတော့တည်သွားတဲ့အခါမှာတော့စူကန်ထိပါတော့တယ်။ခဏအကြာမှာတော့ဧည့်သည်ရောက်လာလို့ဧည့်သည်ကိုအရှိုးကြီးတိုက်ဖို့ပေးရင်ဇနီးကိုပါအရှိုးကြီးတခုပြလိုက်ပါတယ်။သူဇနီးကအရှိုးကြီးကိုဖောက်တက်လိုက်တဲ့အခါမှာတော့ကန်ဆန်းလေးကထူးခြားနေလို့အမှန်တည်းလို့မျက်စိမုံနေတဲ့ယောက်ျားကိုဖမ်းလိုက်ပါတယ်။မျက်မှန်ကြားကနေပြပြပြီးဖက်လိုက်ရာဟာဝိုင်ကြီးလို့ရေးသားတာတွေ့တော့သူတို့တွေအလုံးပြေသွားကြပါတယ်။ဒါပေမဲ့ခရီးစဉ်ကိုလိုက်ဖို့အတုံးစိတ်မရှိတာကြောင့်မို့လို့သူမကမသွားချင်ပါဘူး။ယောက်ျားဖြစ်သူကခရီးစဉ်ကိုလိုက်ချင်ပေမဲ့သူမကတော့ငင်းဆန်ကလက်မှတ်ကို online မှာပြန်ရမ်းဖို့သူမကပြောပါတယ်။အချိန်တည်းမှာပဲနိုင်ဆိုတဲ့သမီးလေးဟာအเจ้าမှာရမ်းဖြစ်လို့သူမစီတိုင်စာရောက်လာပါတယ်။သူမဟာသမီးကိုရိုက်ဖို့လုပ်တဲ့အခါမှာတော့နိုင်ဟာအเจ้าမှာအနေခံလို့ရမ်းဖြစ်တာကိုသူမပြီးသွားတဲ့အခါမှာတော့စိတ်မကောင်းဖြစ်သွားပါတယ်။သမီးဖြစ်သူကိုပြောချင်မှုအတွက်ဟာဝိုင်ကိုသွားဖို့သူမလက်ခံလိုက်ပါတော့တယ်။သူတို့သွားတဲ့နေ့မှာပဲပတ်စံနှမျောလို့တက်စီနဲ့မသွားဘဲနဲ့လိုင်းကားနဲ့လေးစိတ်ကိုသွားတဲ့အခါမှာလက်မှတ်ချိန်တဲ့နောက်ကျမှရောက်သွားပါတယ်။ကန်ကောင်းကျင်တော့ဂိမ်းဘောက်ကမပိတ်သေးလို့လက်မပြန်ရဘဲနဲ့ခရီးစဉ်ကိုလိုက်ပါခဲ့ရပါတယ်။ကန်ဆိုးသွားနေပဲသူတို့စီးတဲ့လိန်ပေါ်မှာလူဆိုးတွေပါလာတာကိုဘယ်သူမှမသိကြဘူး။ကစီနေကျဲကတော့လိန်ပေါ်မှာဘာမှမစားဘဲနဲ့သမီးတို့ကစားစရာမှာပတ်စံရှိမဲ့လုံးမှာအခမဲ့မှန်သိရလို့သူမပါစားစရာတွေမှာပါတော့တယ်။လူဆိုးတွေဟာအမျိုးသမီးတယောက်ကိုဘယ်သူမှမမြင်မိအောင်အသေးအတန်ပိုက်ချနေပါတော့တယ်။လူဆိုးတွေဟာမြောက်ကိုရီးယားနိုင်ငံကဖြစ်ပါတယ်။သူတို့နိုင်ငံကအထူးအေးချင်းဖပြေးသွားလို့ဒီလိန်ပေါ်မှာလိုက်ပါတာကိုအတိအကျသိတဲ့အခါမှာတော့ဒီလိန်ပေါ်မှာပိုက်ချနေကြတာပါ။ဦးကြောင်နိုင်တဲ့လူဆိုးဟာသူတို့ချာနေတဲ့သူမှတ်လို့အမျိုးသမီးရဲ့မျက်နှာပေါ်ကစက်ကူကြီးကိုဖောက်ဖို့လုပ်လိုက်ရာစမုံတုံးဖို့တီးတီးလေးလိုပါတော့တယ်။သူမရဲ့လက်နဲ့လေရင်ဝင်နှန်းကိုခိုင်းပြီးတော့ဝစ်စင်လာတဲ့အသီးတွေကိုပြင်ပြန်စွာနဲ့အားလုံးကိုထမ်းလိုက်နိုင်တယ်။ဒီဖြစ်ဖြစ်ကိုမြင်သွားတဲ့ဝန်ထမ်းဟာအံ့ဩစွာနဲ့ဒီမျိုးသမီးကိုကြည့်လိုက်ပါတယ်။ဦးကြောင်နိုင်တဲ့ဝန်ထမ်းကဒီမျိုးသမီးကဘေးကလဲလို့မြင်လိုက်တဲ့အခါမှာရွေးချက်ကတော့ကန်းကုန်ပါပဲ။ဒီကွက်စည်းလို့ပြောလိုက်တာလူတော်ဝင်လို့ကြားပါတယ်။ဒီလိုကောင်ရဲ့ဖုန်းထဲကိုစစ်စင်စတော့ဆိုတဲ့စာဝင်လာပါတယ်။ဒါကိုပေါ်တော်လူဆိုးကအတန်ထွက်ပြလိုက်ရာဦးကြောင်နိုင်တဲ့ဝန်ထမ်းကကြားသွားပါတယ်။စစ်စင်ကြီးအကြောင်းကိုသိတော့ဝန်ထမ်းကောင်းဆောင်ကိုပြန်ပြောပြတဲ့အခါမှာလူကြောင်လုံးနေတာရက်လိုက်တော့လှုပ်ထုံမှနော်လို့ကောင်းဆောင်ကပြန်ရှင်းလိုက်ပါတယ်။ခဏအကြာမှာပဲလူဆိုးတွေဟာဝန်ထမ်းတွေကိုဖမ်းပြီးကစားခံလုပ်လိုက်ပါတယ်။ဒီဖြစ်ဖြစ်တွေကိုမသိသေးတဲ့သူမကတော့တန့်စင်ငန်းထဲမှာအေးအကြောင်းအလှပြင်နေပါသေးတယ်။လူဆိုးကောင်းဆောင်ဟာမတင်ကားတဲ့မတ်တက်ထားတဲ့ကောင်မလေးကိုတွေ့လိုက်ပါတယ်။ဖမ်းပြီးကြည့်လိုက်တော့သူတို့ချန်နေတဲ့မိန်းကလေးမဟုတ်ပါဘူး။ပေါ်တော်လူဆိုးဟာကန်ကောင်းစွာနဲ့မိန်းကလေးကိုတိနေခဲ့ပါတယ်။ကန်ကိုရီးယားကမိသမီးလေးဆိုပြီးတော့ဆက်ပြီးအောင်လူဆွဲခဲ့ပါတယ်။အချိန်တည်းမှာပဲသူမရဲ့တန့်စင်ငန်းကိုလူဆိုးတယောက်ရောက်လာတော့ပါတယ်။သူမကိုတိုက်ခိုက်ရာကြမ်းကျင်စာနဲ့ပြန်ချလိုက်နိုင်တာကိုတွေ့တော့သူမကိုသူမအံ့ဩနေပါတော့တယ်။ဦးကြောင်ဝန်ထမ်းကိုလူဆိုးကစာရွက်စာတမ်းရှာရန်အခန်းတစ်ခုစီဖမ်းလာပါတယ်။သူမဟာအပေါ်မှာစူပါမန်ပုံစံနဲ့လုပ်နေတာကိုဝန်ထမ်းကမြင်သွားတော့သူတို့လေးနေဖို့သူမကပြောလိုက်ပါတယ်။လူဆိုးကိုအပေါ်ကနေခုန်ချပြီးဖမ်းလိုက်ပါတယ်။အရှင်တွေအားလုံးကိုတေချာမကြည့်ပေမဲ့ဒီမယံဆောင်ပြီးတော့အထက်ကိုဝင်သွားတော့လူဆိုးတယောက်နဲ့တန်းတူပါတယ်။သူမကိုတနတ်နဲ့ပြစ်ဖို့လုပ်တော့နှင်ငန်းစွာနဲ့တနတ်ကိုတကားစီဖြစ်အောင်လုပ်ပြီးတော့လူဆိုးကိုအချွေဘူးနဲ့နေပါကိုဂိုးသွင်းနိုင်အောင်တိုက်နိုင်ပါတယ်။သူမဟာသူတခြားကိုယူလိုက်ပါတယ်။သူသမီးမမြင်အောင်မျက်နှာကိုကာပါတက်ပြီးတော့လူဆိုးတွေကိုအပြီးပြင်းမာတော့တယ်။စုံတော်ယူနေတဲ့ဝန်ထမ်းကပြီးထားတဲ့လူဝဲစကားပြောတဲ့ကနေသတင်းနှပ်ပို့ပါတယ်။သူမရဲ့ယောက်ျားဟာကွန်ပျူတာသမားဆိုတော့ CCTV အားလုံးကိုဟက်ပြီးတော့မှသတင်းတွေကိုနှပ်ပို့ပါတယ်။ခက်တာကသူမယောက်ျားမှန်သူမှမသိပါဘူး။တယောက်ကိုတယောက်ဘယ်သူမှမသိကြတော့တကယ်ကြီးတကယ်ချင်းနဲ့တယောက်တပြင်းအထင်ကြီးအောင်ပြောနေပါတော့တယ်။နောက်ဆုံးမှာတော့လင်းမြန်းမြောက်စလုံးဖမ်းခံရပါတယ်။အဲဒီအချိန်မှာပဲလူဆိုးကကလေးမလေးကိုမင်းမေဘယ်မှာလဲလို့ဆိုတော့ခုနကမင်းသမီးကိုလက်ညှိုးထိုးပြပါတယ်။နာမည်ကြီးမင်းသမီးဟာကလေးမေတရားပါလားဆိုပြီးတော့မှအားလုံးကအံ့ဩကြစွာနဲ့ကြည့်နေကြပါတယ်။မင်းသမီးဟာအတော်လေးအချက်ရသွားပြီမဲ့ကလေးမလေးဟာလိမ္မာပါနဲ့ဆိုတာသူမနာကိုလမ်းပြီးတော့မှဒီလိုမလို့သမီးတစ်ဖက်ရောက်မှပြင်ပြလို့ကိုတောင်းခဲ့ပါတယ်။ဘာလို့လဲဆိုတော့သူတို့ချာနေတဲ့အေဂျင့်ရဲ့သမီးတရားဖြစ်နေလို့ပါပဲ။အဲဒီအချိန်မှာပဲကလေးမလေးရဲ့အဖေနဲ့အမေကိုခုနဆုံးတော်ကြီးနေတဲ့ဝန်ထမ်းကလာခဲ့ပါတယ်။သူမပြန်လုပ်ပြီးမကြခင်မှာတော့လူစုတွေအားလုံးကိုသူမရဲ့အဆွမ်းစားနဲ့အားလုံးကိုဖမ်းလိုက်ပြန်ပါတယ်။လူရင်းပေါ်မှာပါလာတဲ့သူအားလုံးဟာကံကြမ္မာစုကနေအဆုံးသတ်နိုင်ပြီလို့သူတို့ထင်သွားကြပါတယ်။ဒါပေမဲ့လူကြီးတယောက်ဟာကလေးမလေးကိုဖမ်းခေါ်ပြီးသူမကိုလိုက်ခဲ့ဖို့ပြောပါတယ်။သူမကိုဘာလို့အဲ့လောက်အလိုရှိနေရလဲဆိုတော့သူမရဲ့အဖေရဲ့နျူကလ িয়ার စီမံကိန်းတစ်ခုကြောက်ပါ။သူမဖေမရှိတဲ့နောက်ပိုင်းမှာအဲ့ဒီစီမံကိန်းကိုယူဖို့ဆိုရင်သူမရဲ့မျက်စိစကန်လိုပါတယ်။အဲ့အတွက်ကြောင့်မလို့သူ့ကိုအရေးကြီးအလိုရှိနေကြတာပါ။သူမရဲ့နောက်ကျောင်းရာဇဝင်ကိုသူမယောက်ျားနဲ့သူမသမီးဟာအခုမှရေးလေသိခဲ့ကြတာပါ။ဒီလိုကြီးကမင်းသာလိုက်ခဲ့ရင်ဒီလေရင်ဘောကလူတွေအားလုံးဘာမှဖြစ်စေရဘူး။မင်းမလိုက်ရင်ဒီလူတွေအားလုံးတင်မယ်လို့ချင်းချောက်လိုက်ပါတယ်။လေရင်ဘောကသူတွေကလည်းသူမကိုလူစုံနာလိုက်တိုင်ပြီးပြီလေ။မင်းတယောက်ရဲ့အတွက်နဲ့ငါတို့အားလုံးကိုသိစေချင်တာလားဆိုတော့သူမဟာအခက်တွေ့သွားပါတယ်။နောက်ဆုံးမှာတော့သူဟာလိုက်ခဲ့ဖို့ဆုံးဖြတ်လိုက်ပါတယ်။